ဒီလူဟာကောက်ကွေးနေတဲ့ဓာတ်တစ်ချောင်းကိုကင်ပြီးအမျိုးသမီးရဲ့စပင်တွေကိုဖြည်းဖြည်းချင်းညှက်ပစ်လိုက်တယ်ပြီးတော့သူမရဲ့ခန္ဓာကိုယ်ကိုဝက်စီတွေနဲ့တုပ်ရင်းပြီးပိတ်စလွှာထက်ထက်နဲ့တင်းတင်းကြပ်ကြပ်ပတ်နှောင်လိုက်တယ်နောက်တစ်နေ့မှာတော့ပတ်ထားတဲ့ပတ်တီးတွေကိုဖယ်ရှားပြီးဝက်စီတွေကိုတေချာစွာချိယူလိုက်တယ်အဲ့ဒီအချိန်မှာတော့အဲ့ဒီအစီထဲမှာသူမရဲ့တိတိုင်နှံ့တွေစိတ်ဝင်သွားခဲ့ပြီဖြစ်ပါတယ်သူဟာအဲ့ဒီအစီကိုပေါင်းခံပြီးရေမွေးတပလင်းဖြစ်အောင်ဖန်တီးလိုက်ပေမဲ့တပလင်းနဲ့တော့မလုံလောက်ခဲ့ပါဘူးသူစုဆောင်းထားတဲ့အစီတွေထဲမှာနောက်ထပ်10ယောက်စာပါဝင်နေသေးတယ်မတူညီတဲ့ရနက်73မျိုးပေါင်းဆက်မှသာ beauty 73လို့ခေါ်တဲ့အကောင်းဆုံးရေမွေးတပလင်းဖြစ်လာမှာပါရေမွေးတပလင်းစီမံပြီးတိုင်းမှာသူဟာတားကောင်ရဲ့တဲလုံစာအားလုံးကိုဖျက်ဆီးပစ်ခဲ့တဲ့အချိန်တွေကုန်လွန်လာတာနဲ့အမျှမြို့ပေါ်ကအမျိုးသမီးငယ်လေးတွေဟာတယောက်ပြီးတယောက်ပျောက်ဆုံးသွားခဲ့ပြီးကြောက်ရွံ့မှုတွေနေရာတိုင်းမှာပြန့်နှံ့သွားခဲ့တဲ့မိသားစုတွေဟာသူတို့ရဲ့သမီးတွေကိုကာကွယ်ဖို့တကားတွေနဲ့တင်းပေါက်တွေကိုပုံမခိုင်ခန့်အောင်ပြုလုပ်ခဲ့ကြပေမဲ့ဘာမှမထူးခြားခဲ့ပါဘူးမကြခင်မှာပဲသူဟာရေမွေးဆဲနှစ်ပလင်းစုဆောင်းပြီးသွားခဲ့ပါတယ်နောက်ဆုံးရနက်ကတော့မင်းသမီးလေးအတွက်ခြံထားခဲ့တာပါသူဟာတခါကမင်းသမီးလေးစီကနေအခြားသူတွေနဲ့မတူတဲ့မြင့်မြတ်တဲ့ရနက်တစ်ခုကိုရရှိခဲ့ပူပါတယ်တူတက်မှုတွေဖြစ်ပွားပြီးနောက်မင်းကြီးဟာသူမကိုကာကွယ်ဖို့လှုပ်ဝက်ပေါအောင်စီခဲ့ပေမဲ့သူဟာမျက်စိနဲ့ရှာဖွေတာမဟုတ်ပဲအနက်တစ်ခုတည်းနဲ့သာနောက်ယောင်ခံလိုက်တာကိုသူတို့မသိခဲ့ကြပါဘူးရနက်တဲလုံစလေးနေပါသွားချိန်မှာတော့သူဟာနေမြေနဲ့အနက်ခံလိုက်ရှာပြီးသူမပေါအောင်နေတဲ့နေရာကိုတော့သိရှိသွားခဲ့ပါနောက်တစ်နေ့မှာမင်းကြီးရဲ့စစ်တီတွေရောက်ရှိလာချိန်မှာတော့မင်းသမီးလေးဟာတည်ဆုံးနေပြီဖြစ်ပါတယ်နောက်ဆုံးမှာတော့73ခုမြောက်ရေမွေးဟာပြီးမြောက်သွားခဲ့ပါပြီသူဟာရနက်73မျိုးစလုံးကိုပေါင်းစပ်လိုက်ပြီးကဘာပေါ်မှာဘာနဲ့မှမတူတဲ့ရနက်တစ်ခုကိုဖန်တီးလိုက်တယ်ဒီ73ကိုမွေးဖွားပေးလိုက်နိုင်ခဲ့တာပါဒါပေမဲ့သူမအောင်ပွဲခံနိုင်သေးခင်မှာပဲစစ်သားတွေကအုပ်စုလိုက်ဝိုင်းလိုက်ကြပါတယ်ခွင်းငယ်လေးတစ်ကောင်ဟာသူ့တခင်ရဲ့အနံ့ကိုလိုက်ရင်းသူ့အိမ်မှာလှုပ်ဝက်ထားတဲ့စပင်းနဲ့အဝတ်စားတွေကိုတူးဖော်တွေ့ရှိသွားခဲ့တာပါမကြခင်မှာပဲတားကောင်အားလုံးရဲ့ပစ္စည်းတွေကိုတွေ့ရှိသွားခဲ့တယ်ကွင်းဆက်လူသက်သမားဖြစ်မဖုံးနိုင်မဖိနိုင်ပေါ်ပေါက်သွားခဲ့ပေမဲ့သူဟာလက်ထဲမှာရေမွေးပလင်းကိုတင်းတင်းကြပ်ကြပ်ကင်ထားရင်းတည်ငြိမ်နေစေပါပဲသူဟာလှပတဲ့လှုပ်ဝက်ရေမွေးအဆက်နှင်းငယ်ကိုလှပတဲ့လက်ကင်ပူပါပေါ်တင်လိုက်ပြီးလေထဲမှာဝေးရလိုက်တဲ့ကျိုးပေးတက်ဖြတ်မဲ့သူဟာချက်ချင်းဆိုသလိုတူးထောက်ကျသွားခဲ့ပါတယ်အဲ့ဒီရနက်ဟာလူအုပ်ကြီးစီပြန့်နှံ့သွားပြီးလူတိုင်းမိမောသွားခဲ့ကြတယ်မင်းကြီးကိုယ်တိုင်တော့သူ့ရှိမှဥညွတ်ခဲ့ရပါတယ်အဲ့ဒီအချိန်ကျမှပဲရေမွေးရဲ့စွမ်းအားဟာအမှန်တကယ်စွမ်းဆောင်နိုင်မှန်းသူသဘောပေါက်သွားခဲ့ပါတယ်သူဟာလွတ်မြောက်သွားခဲ့ပြီးပြစ်မှုအလုံးလည်းပယ်ဖျက်ခံခဲ့ရတယ်သူဟာနွမ်းပါလာတဲ့စင်းရဲသားရက်ွက်စီပြန်သွားခဲ့ပြီးအဲ့ဒီရေမွေးတပလင်းလုံးကိုသူ့ခန္ဓာကိုယ်ပေါ်လောင်းချလိုက်တယ်ရနက်ဟာလေထဲမှာပောက်ကွဲထွက်သွားခဲ့ပြီးလူအုပ်ကြီးလည်းယူသွတ်သွားခဲ့ကြတော့တယ်